โอเคပါနောက်ထပ်အစီအစဉ်လေးကတော့ပြဆက်အခမ်းအနားဖြစ်ပါတယ်ဒုတိယနေ့ရုပ်ရှင်လေးပြဆက်ဒုတိယနေ့ကျောင်းသားကျောင်းသူများနေပြီးတော့ပါနော်ဆရာအစုံမနဲ့အမှုပညာမြတ်ကြီးဆိုတဲ့ပြဆက်နဲ့တရုတ်ဖို့ဖြိုးပြသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒါကြောင့်လို့တရုတ်ဖို့ပြတာပေးမယ်ကျောင်းသားကျောင်းသူများစင်းလေးပေါ်လို့ဖိတ်ခေါ်ပါပါတယ်ရှင်ဟုတ်ကဲ့ပါလက်ခုပ်တန်းလေးနဲ့ဖိတ်ခေါ်ပေးကြပါဦးဒီနေ့ပြန်ပါလေဒီနေ့တော့ဘယ်လိုလုပ်နေ
တွေပဲလုံးလုံးနေတာမဟုတ်အကုန်လုံးလုံးလုံးနေတာဝေသာဖြစ်နေတာဒီမှာဖြစ်တယ်နေရတဲ့ရိုက်ရောဘာလို့မရိုက်လဲဒီမှာငင်းကြီးတော့ဟိုဒီရောလဲဆောက်ဘလို့လာပြောနေရတယ်ဗျာဟုတ်တယ်အချိန်ကလေးကလုံးလုံးနေတာနင်တို့ကလည်းခဏနေကြအောင်နိုင်စရာဒီနေ့ရှာရမှာပါမလားတကယ်လို့တောင်းမှာနော်မာရီတောင်းမှာလေနာပြီးတော့မာပြီးတော့နာပြီးပြန်လို့ရှာနေတယ်နော်ဟုတ်ကဲ့နင်ကဘာလို့ရဲတော့နေလဲဘာလို့လဲစနေပါဟုတ်ဟုတ်ပါဦးမဟုတ်ပါဘူးလုံးနေတယ်အကုန်လုံးကအချိန်နဲ့လုံးလုံးနေရတယ်အရှိမပြတ်တယ်မပြီးသေးပါဘူးနောက်တစ်ပြတ်တာကိုဖတ်ပေါ်လို့အချိန်တွေတက်တက်ကြာဟမ်ရိုက်ခွင်းကိုအင်းကြီးမပါနိုင်ဘူးမရှူနေပါလားလို့ရတော့အင်းကြီးပြူလာတယ်ဘာလဲလုံးချက်ပြီနင်တို့ကလည်းဘာလို့ဘာလို့မဝိုင်းပြောနေပါလဲဘာလို့လဲဘာလို့မာရီကတော့မတောင်းနိုင်နေမယ်ဒီနေ့မာရီကတော့မတာငါဝိုင်းပြောနေရဟုတ်တယ်ခလေးကိုတော့ရတာလည်းချက်တော့မရှာနဲ့အဲ့လေဒီလိုပြဿနာကလည်းတော့ဖြစ်နေတာမဟုတ်လားအခုမှခိုင်နေလာပြောထားမှကြတယ်ဟုတ်နေပြီဟဲ့ပြဿနာကရဖြစ်နေတယ်ဘာလို့မရလဲဒီကတော့ဟုတ်တယ်ဟေးရှာမလာပြီအဲ့လိုလိုက်